လေးပလေးမှာမကောင်းပါလို့မလို့ဟုတ်ပြီလိုင်းပေါ်ကစက်တန်လဲလာတဲ့ရှင်းရင်ကုန်ပြမင်္ဂလာပါဒီနေ့ချိန်ကပါဒီချစ်ကိုကြီးကနော်ကျွန်တော်ဆိုင်ကိုလာပြီးတော့ဗီဒီယိုတက်ဆံမယ်ဆိုပြီးတော့ရောက်လာတာပါနော်ဒီပြီးကတော့ကကျွန်တော်ကံပေါ်ဝတ်တန်ပြီးဖြစ်ပါတယ်အဲ့ဒီချိန်ကမှကျွန်တော်တို့ဒီကျွန်တော်ရှိကလဲကျွန်တော်ပြောထားပြီးပြီဗီဒီယိုတစ်လုံးကိုတက်ဆံဖို့အတွက်နော် DC MBR DC charger ကဘလောက်ဝန်တယ်လဲဆိုတာကိုကျွန်တော်တို့တိကျပြီးမှကျွန်တော်တို့တိုက်တာရမှာဖြစ်ပါတယ်နော်အဲဒီတိုက်တာတော့ထွက်လိုက်ပြီးအခြေခံအောင်မှာဗီဒီယိုတစ်လုံးဟာလေးသန်းမလေးသန်းဆိုတဲ့အပိုင်းကိုကျွန်တော်တို့ဒီသိရှိဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ကဲဟုတ်ပြီအဲ့လိုဆိုရင်ဗီဒီယိုတော့အရင်တက်ကြည့်လိုက်ပါ DC ကိုဒီမှာထားပါတော့ DC ကတော့20မှာထားတတ်ရလဲရတယ်200မှာထားတတ်ရလဲရတယ်600မှာထားတတ်ရလဲရတာပဲနော်။ဒါပေမဲ့ကျွန်တော်ကတော့ဒီမှာ600မှာများသောအားဖြင့်ကျွန်တော်တိုက်တာလုံးရှိပါတယ်ဟုတ်ပြီ။ဗီဒီယိုအနဲ့ထားလိုက်ပါတိုက်ပါဟုတ်ပြီဒီမှာဗီဒီယိုဆိုရင်ကျွန်တော်တို့ဒီကိုဖို့စေဖို့ဟုတ်ပြီနော်စေဖို့အမှန်ကွာတွေးဖို့ဖြစ်ရမှာနော်စနဘိုးနှစ်ဘိုးတော့ပြက်နေပြီဒါပေမဲ့ဒီနှစ်ဘိုးပြက်တာဒီဗီဒီယိုရှာရှာမုံကလည်းအားဒီလိုဘိုးပြက်သွားတတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဒါမသိသေးတဲ့ညင်ငယ်လေးတွေလည်းကျွန်တော်ပြောပြချင်တာပါနော်ပညာဒါနာဟုတ်ပြီအဲ့လိုဆိုရင်ဟုတ်ပြီဒီဗီဒီယိုမှာတက်ဆန်ထားတဲ့ဒီကျိုးဒီဒိုင်အောင်ကလာတဲ့အချို့ရဲ့ဗီဒီယိုနဲ့ဂျားဟာမှာကွာတဖြူခံဖြတ်တဲ့ဒီဘီကျိုးကိုအရင်တိုင်းတာရဘူးလို့ဆိုတာကိုမသိတဲ့ဒီကဲကျွန်တော်တို့ဒီမှာမီတာမှာ00မှာချက်အောင်မီတာ20စက္ကန့်မှာထားဟုတ်ပြီဒါအသန်းစကင်းနဲ့ရမအသန်းစကင်းနဲ့မှမီတာကျိုးတွေကိုစက်တင်မုံကိုတိုက်တာလို့ရတာမဟုတ်ပါဘူးเนาะ20စကင်းမှထားရလဲတိုက်တာလို့ရမှာဖြစ်ပါတယ်เนาะအဲ့လိုဆိုရင်ဟုတ်ပြီဒီကျိုးနဲ့ငကျိုးမှာဘယ်ကဗီဒီငေါကလာတဲ့ကျိုးဆိုသိတာအောင်ဒီမှာဒီကျိုးအနေကျိုးမဟုတ်လားကဲတိုက်ကြည့်ပါကဲဘေးကျိုးဆိုတာကိုဟုတ်ပြီနော်ဒါကဒီကျိုးဆိုရင်မဟုတ်ဘူးဟိုကျိုးတိုက်ပါဟုတ်ပြီနော်အဲ့လိုဆိုဒီကျိုးဒီဗီဒီငေါကလာတဲ့စက်တင်မုံကျိုးမဟုတ်ဘူးလားဒီကျိုးဒီဒိုင်အောင်ကလာတဲ့ကျိုးမဟုတ်ဘူးလားအဲ့လိုဆိုရင်ဆရာတို့စက်နိုဗီတို့တိုက်နိုင်မယ်ဆိုရင်ဒီငေါကို DC မှာဘယ်လောက်ထားမှာတော့ DC ဘယ်လောက်ထားမှာတော့တိုက်မယ်ဆိုရှာတိုက်မယ်ဆိုရင် DC 600မှာထားတိုက်မှာကချထားဒီ600မှာထားပဲဟုတ်ပြီဒီမှာပေါ်နေပြီနော် DC နော်ဟုတ်ပြီ DC 600မှာထားတိုက်မယ်ဆိုရင်ဒီဗီဒီယိုဒီစက်နိုဗီတို့ရှာဒီစင်းနဲ့73 74ကဆက်ချဖို့ဝင်ရမှာဖြစ်ပါတယ်နော်အဲ့ဒါကျွန်တော်ပြောတော့တိုက်ကြည့်မှာဆက်တော့ပါနော်တော့ဖန်ဟုတ်ပြီကဲအဲ့လိုဆိုရင်ကျွန်တော်ဒီမှာ DC ကိုထားတိုင်းရတာတော့ဟာလေဒီမှာရပါကျွန်တော်ဒီမှာတိုင်းထားပြီနော်ဟုတ်ပြီကဲခဏလေးစလို့အနေထားပါစလို့အနေရှင်ထားပါစလို့အနေရှင်မှာကျွန်တော်တို့ချားဖို့တွေတက်ပါတယ်နော်ချားဖို့ခဏဖို့တွေတက်ဒါပေမဲ့လေပါဆွဲပါလေပါဆွဲလုံးဝဒီမှာဒီရိုးဘူးဒီကြားဆန်းသွားတယ်ဗောတော့ဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်တို့ဒီလေပါဆွဲတဲ့ဒီကမှာရဆက်ရလိုက်တော့